အားလုံးပဲမင်္ဂလာပါဒီ10ရက်10လလေးမှာ Universe ကကိုယ့်ကိုဘယ်လိုကံကောင်းခြင်းတကားလေးတွေဖွင့်ပေးမလဲဆိုတော့ကိုယ့်စီကိုဘယ်လိုကံကောင်းခြင်းလေးရောက်လာမလဲဆိုတော့ပထမဆုံးရောက်လာတာတော့မမျော်လင့်မထားတဲ့ခွင့်ရည်တလေးတွေပျော်ရွှင်မှုလေးတွေပြီးတော့နောက်တစ်ခုကကံကောင်းခြင်းလေးတွေအဲ့ဒီအရာတွေကကိုယ့်စီကိုမမျှော်လင့်မင်းနဲ့ရောက်လာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကိုထူးထူးခြားခြားအားမဆိုင်ရတဲ့အခွင့်အရေးတေးလေးတွေပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေပြီးတော့ကံကောင်းခြင်းတကားတေးလေးတွေအဲ့ဒီဟာလေးတွေကပွင့်လာပြီးအဲ့ဒါလေးတွေကကိုယ့်စီကိုရောက်လာလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကအခြေရေးစီးပွားရေးတွေငွေကြေးတွေမှာလည်းကောင်းမွန်တဲ့အခြေအနေလေးတစ်ခုကိုမြင့်တက်သွားလိမ့်မယ်ကိုယ့်ရဲ့အခြေရေးမှာဆိုရင်လေကိုလက်ထက်ခွင့်တောင်းတာမျိုးလေးတွေပြီးတော့နောက်တစ်ခုအခြေရေးကပို့ပြီးတော့ဆန်းပွင့်လာတာမျိုးလေးတွေကြုံရလိမ့်မယ်ကိုယ့်ရဲ့ relationship ကလည်းအခြေအနေတစ်ခုကိုတက်သွားတာမျိုးလေးတွေကြုံရလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကိုလုပ်ငန်းမှာဆိုလဲကိုအတွက်စာချုပ်စာတမ်းကိစ္စမျိုးလေးတွေအဲ့အရာလေးတွေမှာလည်းအဆင်ပြေလာတာမျိုးလေးတွေကံကောင်းလာတာမျိုးလေးတွေကြုံရလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကိုအတွက် energy ကကောင်းတဲ့ energy တစ်ခုကိုလမ်းဖွင့်ပေးလိုက်ပြီတဲ့ဒီ10လကနေစပြီးတော့နောက်တစ်ခုကကိုအတွက်ကောင်းတဲ့ဘယ်လိုပြောမလဲစိန်ခေါ်မှုလေးတွေပေါ့နော်ကိုတခုခုကိုပြောင်းလဲရတော့မယ်ကိုမျောလင့်ထားတဲ့စိန်ခေါ်မှုလေးတွေအရင်ပင်ပန်းမယ်လို့ထင်ထားတဲ့အရာလေးတွေကအဲ့လောက်ကြီးမပင်ပန်းတာမျိုးပြီးတော့နောက်တစ်ခုထင်ငေါ်နေတဲ့အရာလေးတွေပြီးတော့နောက်တစ်ခုကိုမှဘလော့ဖြစ်နေတဲ့ကန်ဆာတာလေးတွေဝေကြီးနဲ့ပတ်သက်ပြီးအဆင်မပြေမှုလေးတွေအဲ့ဒီအရာလေးတွေကကိုယ့်အတွက်အခွင့်အရေးတစ်ခုဖြစ်ပြောင်းလဲသွားပြီးတော့ကောင်းတဲ့အရာတစ်ခုကိုရောက်လာပြီတဲ့ကိုယ့်အတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုနောက်ပိုင်းမှာတော်တော်လေးအဆင်ပြေတာမျိုးတွေ့တယ်တဲ့ပြီးတော့နောက်တစ်ခုကကို့မှာတဲ့ကိုလုံနိုင်တဲ့စွမ်းအားတွေကို့မှာရှိတယ်တဲ့ကိုဖြစ်ချင်တဲ့အရာတွေအောင်မြင်မှုတွေပြီးတော့အခွင့်အရေးတစ်တွေအခွင့်အလမ်းတွေငွေကြေးတွေအဲ့ဒီအရာတွေကအဲ့ဒီကောင်းမွန်တဲ့တကားကြီးကကိုယ်တိုင်ဖွင့်ရမှာအဲ့ဒီအတွက်လဲကို့မှာဖွင့်နိုင်တဲ့စွမ်းအားတွေရောက်လာတာမျိုးတွေ့ရပြီးတော့နောက်တစ်ခုကိုယ့်အတွက်ကောင်းမွန်တဲ့အခြေအနေတစ်ခုကိုတိတိတတ်တာကိုခံစားလာရလိမ့်မယ်တဲ့ပြီးတော့နောက်တစ်ခုကိုပို့ပြီးတော့ချစ်ပါကိုပို့ပြီးတော့ကျင်နာပါပျော့ပြောင်းလေးပဲဆက်ဆံပါလှပနေပါကောင်းမွန်တဲ့အခြေအနေကိုလက်ခံဖို့ကိုယ်တိုင်ရလဲအကောင်းဆုံးအခြေအနေတစ်ခုကိုတိဆောက်ရမယ်အဲ့ဒီတိဆောက်နိုင်တဲ့အခြေအနေတစ်ခုကိုလည်းရလိမ့်မယ်တဲ့အခုဒီဗီဒီယိုလက်ခံရရှိတဲ့အချိန်ကနေစပြီးတော့ကောင်းတဲ့ energy တွေကိုခံစားပြီးတော့ကောင်းမွန်တဲ့အခြေအနေတွေကိုကိုပဲရောက်ရှိအောင်ကြိုးစားပါတဲ့တကယ်ကိုကောင်းတဲ့ energy တွေဒီ10လကနေစပြီးတော့လက်ခံရရှိပါလိမ့်မယ်တဲ့လက်ခံရရှိကြပါစေ